အာကာသလို့ခေါ်တဲ့အပူအေးအခိုးအငွေ့အခေါင်းအပေါက်အဖွင့်အပိတ်သဘောကလည်းတပြိုင်နက်တည်းအပြစ်ပြုတာမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်အာကာသအားနေတဲ့နေရာအာကာသဓာတ်မရှိတဲ့နေရာတွေရွေးပြီးအပြစ်ပြုတဲ့အခါကျတော့ခန္ဓာကိုယ်မှာဘာဖြစ်လာလဲဆိုတော့ဒါကျွန်တော်လေ့လာထားသလိုနားလည်ထားသလိုဒါမျှဝေမယ်ဆိုရင်ဘယ်လိုဖြစ်လာလဲဆိုတော့ခန္ဓာကိုယ်မှာကိုလက်လေးလံထုံချင်းညောင်းညာကြိုက်ခဲခြင်းကနေပြီးတော့အစပြုပြီးတော့လေဖြတ်လေငန်းသွေးတို့နှလုံးကင်ဆာကြီးပေါင်းအာယုံကြောအစရှိတဲ့ဖြင့်ယောဂတွေနော်အစရှိတဲ့ဖြင့်လူတယောက်ချင်းစီရဲ့ကံစိတ်ဥရုအာဟာရနဲ့နေပုံထိုင်ပုံတွေပေါ်ကျန်းမာရေးလိုက်စားမှုတွေပေါ်နော်မျိုးရိုးဗီဇတွေပေါ်အဲ့အပေါ်တွေမှာမူတည်ပြီးတော့96ပဲယောဂတွေယောဂတွေတဲကနေပြီးတော့သူကတစ်ခုမဟုတ်တစ်ခုကိုဖြစ်လာတာဒါကြောင့်မို့ရှေ့မှာကျွန်တော်ပြောခဲ့တယ်သွေးလေလှက်ပတ်မှုကရှိနေရှိလိုက်တဲ့အနေအထားမှာမရှိဘူးဆိုရင်ခန္ဓာကိုယ်ကလေးလာထားမှန်းပြီးတော့ယောဂတွေမျိုးဖြစ်လာတယ်ပေါ့နော်အဲ့လိုယောဂဖြစ်လာတဲ့အကြောင်းရင်းတွေကိုအနည်းဆက်ဆုံးနဲ့အကြမ်းပြင်းပြောမယ်ဆိုရင်ဘာဖြစ်လဲဆိုတော့အညစ်အကြေးတွေကနေပြီးတော့အချိန်မီမစွန့်ထုတ်နိုင်တဲ့အတွက်ကြောင့်အပုပ်တွေအခိုးတွေဖြစ်လာပြီးတော့အဲ့ဒီအပုပ်အခိုးတွေကနေပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့အာကာသဓာတ်အားနည်းတဲ့နေရာဒီမှာပေါ့နော်ယောဂတွေတစ်ခုမဟုတ်တစ်ခုဖြစ်လာတာတွေရယ်နောက်တစ်ခုကအာကာသလို့ခေါ်တဲ့အပူအေးအခိုးအငွေ့အခေါင်းအပေါက်အဖွင့်အပိတ်သဘောကလည်းအကြောင်းအမျိုးမျိုးကြောင့်မညီမမျှဖြစ်လာတာတွေရယ်ရတာရည်အသွေးအသားပါဝင်ဓာတ်9ပါးနဲ့ဥဒ္ဓမာကိုငွေ့လို့ခေါ်တဲ့တက်ဆောင်ဓာတ်မီးကိုထုတ်လုပ်ပေးတဲ့အစာချက်မီးလို့ခေါ်တဲ့ပါလကတီးကြီးရဲ့လှုပ်ဆောင်ချက်အဆင့်ဆင့်နဲ့ဥဒ္ဓမာကိုငွေ့အားနေတဲ့အခါမှာအာကာသနဲ့လေအပါဝင်